မိတယ်မှာကို့အနေနဲ့ပေါ့နော်ဒီဟာ idea ရှိရဒါပေမဲ့ကိုကမပြောရဘူးဒါကိုပြောနိုင်တဲ့သူတယောက်ကဝင်ပြီးပြောလိုက်တဲ့အခါမှာသူ့လူတွေကအရန် impress ဖြစ်တဲ့အထင်ကြီးရယ်လူကြီးရဲ့ရှေ့မှာလည်းသူက shine ရောက်ဖြစ်သွားတယ်ဟိုပြီးတော့ထင်သာမြင်သာရှိသွားတယ်ဒီလူကိုလည်း credit ရသွားစေရယ်နောက်ပိုင်းမှာဒီလူရဲ့ performance တွေကိုလည်းလူကြီးတွေမြင်သွားပြီးတော့တခြားပေါ့နော် career growth အထောက်ပံ့ဖြစ်လာတယ်ဒါကြောင့်မို့လို့မပြောရတဲ့သူတွေဆိုင်ရင်ပြောရတဲ့သူကပို့ပြီးတော့နေရာရသွားတာမျိုးတွေဒါတွေကလုံငန်းကူမှာဖြစ်လိဖြစ်ထရှိတဲ့အရာပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲပြင်လာပါရှင်လက်နေဝတ်ခိုင် pro လေးကနေကြိုဆိုပါရစေကျွန်မတို့ဒီ channel လေးမှာ personal development နဲ့ပတ်သက်တာတွေ personal finance နဲ့ပတ်သက်တာတွေအမြဲတမ်းမျှဝေပေးနေပါတယ်finance နဲ့ပတ်သက်တာတွေမျှဝေရပြီဆိုရင်ညင်းငွေတော့မှာဆိုလို့ဒီနေ့မှာလူတိုင်းသဘောကျနိုင်တဲ့ topic လေးဖြစ်တဲ့လူတွေရှိမှစကားမပြောရဘာကြောင့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်မဝေမျှပေးသွားချင်ပါတယ်အဲ့တော့လူတွေရှိရောက်ရင်စကားပြောအောင်တုံနေအောင်ကြောက်တာမျိုးရင်ထဲအောင်ဖြစ်နေရမျိုးကြုံဘူးလားအဲ့တော့ပြောရတော့မယ်ဆိုရင်ပြောမထွက်တာမျိုးရောဖြစ်ဖူးကြပါသလားမီဒီမှာပဲဖြစ်ဖြစ်လုံငန်းကွန်မှာပေါ့နော်ဒါမှမဟုတ်လို့ရှိရင် classroom မှာပဲဖြစ်ဖြစ်လူတွေချင်းချင်းဆွေးနွေးကြတယ် group discussion မှာပဲဖြစ်ဖြစ်ပြောမချင်တာတွေပြောမထွက်တာမျိုးတိတ်နေရိုက်ကြတာမျိုးဒီလိုလူမျိုးတွေကိုသင်လို့ကြုံမှုပါသလားကျွန်မကတော့ကြုံပါတယ်အဖြစ်လို့လဲဆိုရင်စာသင်ခန်းမှာတချို့လူတွေဒီမပြောရတာမျိုးကြီးကြုံရတတ်ပါတယ်ကိုစာသင်တဲ့အခါမှာလည်းတချို့ကျောင်းသားလေးတွေဒီတော်ဝင်မဲ့မပြောရတာမျိုးတွေရှိတတ်ပါတယ်ဒါတွေဟာကျမတို့တို့အတားအဆီးတစ်ခုဖြစ်လာနိုင်ပါတယ်ဒီလိုမျိုးတွေက idea မရှိလို့မပြောရမှာမဟုတ်ပါဘူးဘာကြောင့်မို့လို့မပြောရရတာလဲဆိုလို့ရှိရင်သူတို့တွေအတွက်ကတော့သူတို့တွေအနေနဲ့စကားပြောရမှာကြောက်ရွံ့ဖြစ်ပါတယ်အဲ့တော့ idea ရှိပေမဲ့လေလူရှိမှထွက်ပြောရမှာဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ present တစ်ခုခုလူတွေရှိမှပြောပြီးတော့ကိုယ့်ရဲ့ idea တစ်ခုခု present လုပ်လိုက်ရမှာသူတွေကြားထဲမှာဒါမျိုးကိုကြောက်ကြလို့ပဲဖြစ်ပါတယ် okay အဲ့ဒါဆိုလို့ရှိရင်ဒီနေ့မှာပေါ့နော်လူတွေရှိမှစကားမပြောရဲရတဲ့အကြောင်းရင်းနဲ့ဒါတွေကိုဘလို့ပြီးတော့ကြော်လွှားသွားနိုင်နေဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝေမျှသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးပြီးရင်ကို confidence ရှိနဲ့အလုပ်တွေလုပ်နိုင်မျိုးအတွက် speaking technique တွေကိုလည်းကျွန်မဒီကပို့ပြီးတော့မျှဝေတောင်းဖြစ်ပါတယ် okay အဲ့ဆိုလို့ရှိရင်ကျွန်မနဲ့အတူတူလိုက်ကြည့်လိုက်ကြရအောင်အဲ့တော့စကားမပြောရဲတာဘာလို့ကြောက်လဲအဲ့ဆိုပထမတစ်ချက်အနေနဲ့စဉ်းစားမယ်ဆိုလို့ရှိရင်အားလုံးအနေနဲ့နားလည်ထားဖို့ကမပြောရဲတာလေ normal ချိန်ကြီးဖြစ်ပါတယ်လူတွေကမပြောရဲလို့စကားလည်းမပြောရဲဘူးငါ idea တွေထုတ်ဖို့မပြောရဲဘူးလို့ကိုတင်ငယ်အားငယ်တဲ့ကြပါတယ်မပြောရဲတာဒီထုံးစံဖြစ်ပါတယ်အဲ့တော့ဒီ journey ရဲ့အစပေါ့နော် steady point နေမှာဆိုအားလုံးဒီကိုယ့်ရဲ့အတွေးအမြင်တွေကိုပြောရတာမျိုးဖြစ်သွားတတ်ပါတယ်အဲ့တော့ဒါတွေဒီ normal အခြေအနေတမေကြအခြေအနေလူတိုင်းရဲ့ဒီလို stage ကနေဖြတ်ကျော်ရရတယ်ဆိုတာကိုနားလည်သဘောပေါက်ဖို့အရေးကြီးတဲ့အချက်ဖြစ်ပါတယ်အဲ့တော့ကျမတို့အနေနဲ့ပေါ့နော်လူတချို့ကထင်နေကြတယ်အဲ့လိုမပြောရဲတာဒီသူများကတော့ပြောရဲပါလေငါကတော့မပြောရဲဘူးငါဘဝရတာနဲ့ပတ်သက်ပြီးမပြောရဲလိုက်တာငါဒါနဲ့ပတ်သက်ပြီးတေချာလဲသူများတွေပြောရဲပြီမယ်ပြောရဲတဲ့သူတွေငွေရပါနေနဲ့တက်ကျွမ်းလာငါမှာတော့ဒါနဲ့ပတ်သက်ပြီးတော့တေချာလဲပြုစုလေ့ကျင့်ထားတာမရှိသလိုငွေရပါဒီရချင်းလည်းမရှိပါဘူးလို့ထင်နေကြပါတယ်အားလုံးဒီနေချမဟုတ်ပါဘူးနာချကို့အနေနဲ့ဆိုလို့ရှိရင်ဒါဒီမိုးရပါမဟုတ်ပါဘူးပြုစုပြောထောင်လို့ရပါတယ်အချို့လူတွေအတွက်မိုးရပါစကားပြောတတ်တာအားတာချက်ပို့ပြီးဖြစ်ကောင်းဖြစ်နိုင်မှာမလို့ဒါဒီပြုစုပြောထောင်လို့ရတယ်အဲ့ဒီအချင်းတစ်ခုဖြစ်တယ်ဒီလိုကြောက်စိတ်ကိုကြော်လာလို့ရတယ်ဆိုတာဒီလေကိုယ့်ရဲ့ skill development တစ်ခုဖြစ်တယ်ဆိုတာကိုနားလည်ထားဖို့ရည်ကြီးပါတယ် okay အဲ့တော့ကျမတို့ဒုတိယအချက်အနေနဲ့ဆက်ပြီးနားလည်ရမယ်ဆိုရင်ဘာကြောင့်မပြောရရလဲမပြောရတာဒီဘာလို့လဲ okay မပြောရတဲ့အကြီးကအချက်လက်တွေဒီ fear or judgment သူများတွေတမျိုးထင်မှာအရန်ကြောက်တာလူတွေငါ့ကိုဘလို့ထင်နေမလဲလို့ကိုယ်စိတ်ထဲမှာခံစားမိတာကျမတို့ဆိုလဲပေါ့နော်သူများရဲ့အထင်ကြီးငယ်တော့အရှင်တော့ပေါ့နော်အရင်ကြီးတဲ့တဲမှာပါပါတယ်ငါ့ကိုဒီ vlog တွေရလူများတွေကဘလို့ထင်မလဲငါကြောက်တော့များဖြစ်နေမလားကျမရဲ့အသားပိုင်းတွေမှာလည်းအဲ့လိုလုပ်တဲ့လူတွေနေတယ်ပေါ့နော်လူတွေကကြည့်လိုက်မရှိ YouTube မှာ vlogger တွေလုပ်တာတော့ Facebook မှာ vlogger တွေလုပ်ကြတာကို TikTok မှာဒီလိုကတာဒါတွေက viral ဖြစ်နေရဆိုပေမဲ့လို့တကယ်တမ်းကျတော့အဲ့ဒါလုပ်တဲ့သူတွေဒီလက်ချိုးရည်လို့ရတယ်လို့ကျမတို့အနေနဲ့အာမင်သွားတဲ့သူတွေလည်းလက်ချိုးရည်လို့ရတယ်ဆိုတာထားကြမှာအဲ့တော့ဒါမျိုးတွေကကျမအတိုင်းဝိုင်းမှာဆိုရင်လုပ်တဲ့လူနေကြတယ်အဲ့တော့ကိုယ့်အတိုင်းဝိုင်းနဲ့ရှင်းကြည့်လိုက်ရင်လုပ်တဲ့သူတွေဒီနည်းနည်းလေးပဲရှိကြတာမျိုးရှိပါတယ်အဲ့တော့ကျမတို့လူတွေတစ်မျိုးတွေမှာကိုဆိုလို့ရှိရင်fear or judgment ဖြစ်မှာအရင်ကြောက်ကြလို့ဒါမျိုးခုနကပြောမပြောရတာအဲ့တော့ကျတော့ fear of mistake အမှားပါမှာကြောက်တယ်ဒီ vlog တွေစားလို့တော့ဆိုလို့ရှိရင်ကျမကပို့ဆိုးပါတယ်ပေါ့နော်ကျမရဲ့အတွေ့အကြုံနဲ့ပြောရရင် professional နဲ့သိဖြစ်ချင်တာ
အဲ့တော့ငါအစစရ script ကြီးရကောင်းလေးယောက်ကြီးရကောင်းနေရာထိုင်နေရအားလုံးအဆင်ပြေအရာရာအတန်များအကုန်ပြည့်စုံဒါမှမဟုတ်ကျွန်မအဲ့လိုမျိုးလုပ်ချင်တာဒါပေမဲ့စလုံးဖို့အရေးကြီးပါတယ်ဆက်လုံသွားဖို့အရေးကြီးပါတယ်လုံနေဖို့ပဲအရေးကြီးပါတယ်အဲ့တော့လုံနေတာကိုရုံပစ်လိုက်ဖို့ပဲအရေးကြီးပါတယ်အဲ့တော့အမားဆိုတာလုံမိမှာကြောက်တယ်ဆိုရင်ကျွန်မဒီနေ့ဒီချိန်မှာဒီလိုလူတွေရှေ့ထွက်ပြီးစကားပြောနိုင်တဲ့အခြေအနေတွေရောက်တော့မဟုတ်ပါဘူးအမားလုံနေရဆိုတာဒီ stage ကအစအရုံမှာဖြစ်နိုင်သလိုဒီစကားပြောရင်းနဲ့လည်းဖြစ်နိုင်ပါတယ်အခြားဗီဒီယိုလုံးနဲ့ဖြစ်နိုင်ပါတယ်လူဖြစ်တဲ့မှားရင်းတဲ့အရာလေးတွေဖြစ်နိုင်ပါတယ်သူများကိုမထိခိုက်ပဲကိုလည်းတအားမိနစ်နာသွားရင်ကိုအနေနဲ့ပြင်လို့ရတဲ့ lesson တော့ဖြစ်ပါသေးတယ်အဲ့တော့ဒါဒီ fear of missing okay now နံပါတ်3ချက် overthinking အရန်တွေ့ရscript ကြီးလှနေမှာဒီတိုင်းနဲ့ပြောငါဘာပြောရင်ကောင်းမလဲကျမတို့ဆိုတော့စဉ်းစားပါတယ် script တွေမထက်အောင်စဉ်းစားရတာဖြစ်တဲ့အတွက်ဒီနေ့ကမှ AI နဲ့ content idea တွေဘယ်လိုပဲလုပ်လို့ရရကို content ကိုကောင်းချင်အောင်ကျမခုနပြောသလိုကို professional ဖြစ်ချင်တာဆိုတော့ဘာ idea တွေပြောရင်ကောင်းမလဲဘယ်လိုကြီးပြောရင်ကောင်းမလဲ overthinking အရန်လောက်တာအရန်တွေးတော့ခြင်းရလဲခုနပြောတယ်ကိုယ့်ရဲ့ခုနပြောရတဲ့နေရာနဲ့ပတ်သက်ပြီးတော့ကိုယ့်အတွက်အတားအဆီးတစ်ခုဖြစ်စေပါတယ်အဲ့တော့ lack of preparation ပြင်ဆင်မှုအားနေတာဘယ်လိုပဲ mistake ဖြစ်နိုင်စေရဆိုအောင်တော့ဘယ်လိုပဲခုနပြော overthinking နေဖြစ်နိုင်စေအောင်လို့ပြောမယ်ဆိုလို့ရှိရင်ကျမတို့ပြောမယ်ဆိုရင် content နဲ့ပတ်သက်တဲ့ idea လေးတော့အကြံဉာဏ်ပြင်ဆင်လာတာမျိုး preparation ကြိုတင်ပြင်ဆင်မှုလုပ်တာမျိုးဒါမျိုးကိုကျမတို့တတိချာချာလုပ်တတ်ပါတယ်အဲ့တော့ lack of preparation အားနေတယ်ဆိုတာကိုယ့်ရဲ့ခုနပြောတဲ့အပြောအဆိုနဲ့ပတ်သက်ပြီးတော့ confidence မရှိဘူးနော်ယုံကြည်စိတ်ချမှုတေချာနဲ့ကို confidence ရှိအောင်ပြောရဖို့တထောက်ကူဒါအစီတစ်ခုဖြစ်နိုင်စေပါတယ်အဲ့လိုမျိုးမပြောရတာကအထောက်အပံ့ဖြစ်တော်မယ်ဆိုလို့ရှိရင်ကျမတို့ဆက်ပြီးတော့နောက်ချိန်တွေတော့ခွန်အားဖြစ်လာမယ်ဆိုမှမဟုတ်တော့ပါအဲ့တော့နံပါတ်5အချက်အနေနဲ့ပါလောက်ဆက် confidence ငကိုတဲ့ဟိုကဆက်ကိုပေါ့နော်ယုံကြည်မှုအားနေတာအဲ့ဒါကိုလည်းကိုပြမှုမကြိုးစားမနဲ့ဒီတိုင်းဆက်သွဲနိုင်နေမယ်ဆိုလို့ရှိရင်ကျမတို့အနေနဲ့ပြောရတဲ့အကြောင်းအရာတွေဘလုံးဝဖြစ်လာနေမှာမဟုတ်တော့ပါဘူး okay အဲ့ဒါဆိုလို့ရှိရင်ကျမတို့အနေနဲ့ပေါ့နော်ဒီလိုမျိုးစကားပြောရအောင်လို့ကျမတို့အနေနဲ့ဘယ်လိုလုပ်ကြမလဲအဓိက reality shock ဖြစ်စေရတော့ပေါ့နော်ကိုယ်အနေနဲ့သတိထားမှချက်ကဒီလိုမပြောရရင်ရောဘာဖြစ်မှာလဲ okay မပြောရလို့ရှိလို့ရှိရင် meeting မှာကိုမဖွင့်ပြီးတော့မပြောလိုက်မိတဲ့အကြောင်းအသည်ကို့မှာ idea ရှိပေမဲ့သူများအောင်ပြောသွားတဲ့အခါကိုယ့်အတွက် big chance စီတကယ်ကို great opportunity ကိုလွတ်သွားစေနိုင်ပါတယ် classroom မှာကိုမပြောရတဲ့အကြောင်းအရာသည်ကိုယ့်အတွက် learning group learning နဲ့ပတ်သက်ပြီးတော့လေ့လာမှုရောကြစေပါတယ်အဲ့တော့စကားမပြောရတာဒီကိုယ့်အတွက်တကယ်ကိုစိတ်တက်တက်လေးနဲ့ conformity safety ဖြစ်နေပြီမဲ့လို့ကိုယ့်ရဲ့တကယ်ကိုပေါ့နော်ပုံမကောင်းမှုနဲ့အရွေ့တွေအတွက်ကိုရောကြသွားစေနိုင်ပါတယ်အဲ့တော့ဒီခါကြလို့ရှိရင်တော့ကိုယ့်အတွက် happy ending ဖြစ်လာမှာမဟုတ်ပါဘူးဒါဆိုလို့ရှိရင်တို့တွေ confidence ရှိပြောဖို့အတွက်ဘယ်လိုမျိုးလုပ်ကြမလဲဘယ်လို tip လေးတွေကိုလုပ်လို့ရပါတယ်အဲ့တော့ tip number 1အနေနဲ့ဆိုလို့ရှိရင်ကိုဒီ don't aim the perfect speaking အဲ့တော့ perfect speaking ဖြစ်ဖို့ဘယ်တော့မှမယူရပါနဲ့ပြောလိုက်တဲ့အခါမှာလူတွေကပေါ့နော်အပြည့်အစုံအပြည့်အဝနဲ့ကျမရှိမှပြောခဲ့သူ professional ဖြစ်ချင်တာမျိုးကိုမလုပ်ပါနဲ့ဒါကျမတကယ်လဲကြုံနေဘူးအမှားဖြစ်လို့ပြောတာပါအဲ့တော့ perfect ဖြစ်ဖို့ပြည့်စုံဖို့မယူရပါနဲ့လူတွေကအမြဲတမ်းခုနပြောတဲ့ folk ကိုကြီးပဲကြည့်နေရမဟုတ်ပါဘူးပြောပြတဲ့ message ကိုပို့ပြီးတော့လိုချင်ကြပါတယ်။ကျွန်မအခုဆိုလည်းဒီ confidential speaking ပြောနိုင်မှုလူတွေရှိမှမကြောက်ဖို့ public speaking တက်ဖို့ပြောတဲ့အခါမျိုးမှာလူတွေဒီ message ကိုပဲပို့ပြီးတော့ရချင်ကြမယ်ဆိုတာအမှန်အကန်ဖြစ်ပါတယ်။အဲ့တော့ tip number 2အနေနဲ့ကျမတို့ဘာတွေလုပ်သင့်တယ်လဲဆိုလို့ရှိရင်ကျမတို့ဒီ conversation လေးတွေကိုစတဲ့အခါမှာပေါ့နော် think 1 or 2 what အဲ့တော့တစ်ချက်နှစ်ချက်လောက်ကိုပဲအဓိကထားပြီးတော့ပြောပါတစ်ချက်နှစ်ချက်လောက်ကိုပဲအဓိကထားပြီးတော့စဉ်းစားပြီးတော့ဖြည်းဖြည်းချင်းပြောလို့ရပါတယ်ပေါ့နော်အဲ့တော့ tip number 3အနေနဲ့ကျမတို့ဘာကိုစဉ်းစားရမလဲဆိုလို့ရှိရင်ကျမတို့ပြောတဲ့အခါမျိုးမှာပေါ့နော်ဒီ big အကြောင်းအရာပေါ့အကြောင်းအရာကြီးကြီးမားလေးရနေမစဘဲနဲ့ small conversation လေးရနေစလို့ရပါတယ်အဲ့တော့ကိုပြောတဲ့အကြောင်းအရာမှာတကယ်တမ်းဟို big ဖြစ်တဲ့ speaker နေပေါ့နော်တကယ် perfect ဖြစ်တဲ့အရှိမှပြောခဲ့သူ speaker နေထက်စလို့ရှိလို့ရှင်တကယ်ဟိုsmall conversation လေးရနေစကြည့်ပါအဲ့တော့ကိုတငယ်ချင်းနဲ့စကားလေးပို့ပြီးပြောလိုက်တာပဲဖြစ်ဖြစ်class ဒီ discussion မှာကိုရဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးကိုလုံဝင်ပြီးဆွေးနွေးလိုက်တာပဲဖြစ်ဖြစ်ကိုသိတဲ့အကြောင်းအရာလေးတွေကိုဝင်မျှဆွေးနွေးလိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိလို့ရှိရင် group discussion မှာပေါ့နော်ဒီအဲ့လိုအကြောင်းအရာတွေမှာ meeting တွေမှာပေါ့လုံးဝ meeting မှာဆိုလို့ရှိရင်ကိုတကြောင်လောက်တော့ sentence တစ်ခုလောက်တော့ကိုဝင်ပြီးဆွေးနွေးလို့ရတယ်ကို level နဲ့ပြောလို့ရတဲ့အကြောင်းအရာကြီးတစ်ခုတော့ဝင်ပြောလိုက်တာပဲဖြစ်ဖြစ်အဲ့လိုပေါ့နော် small conversation လေးတွေကနေပြီးတော့ practice ယူပါအဲ့တော့ small conversation practice လေးကိုအမြဲတမ်းလုပ်ပါအဲ့တော့ tip number 4အနေနဲ့ကတော့
slow speaking က more powerful ဖြစ်တယ်လို့ပြောပါတယ်အဲ့တော့မြင်မြင်ပြောရတဲ့ဆာလို့ရှိရင်တိတ်ချာ clear ဖြစ်ဖြစ်ရှင်းရှင်းလင်းလင်းနဲ့ slow speaking ပြောတာကိုပို့ပြီးတော့ powerful ဖြစ်စေပါတယ်အဲ့တော့ဒါမျိုးလေး slow speaking ကပိုပြီး powerful ဖြစ်တဲ့ဆိုတော့နားလည်ပြီးတော့ဖြစ်ဖြစ်နဲ့ clear ဖြစ်ဖြစ်ရှင်းရှင်းလင်းလင်းပြောပါအဲ့တော့ tip number 5 tip number 5ကတော့ change the mindset ပါကိုယ့်ရဲ့ mindset ကို change မှာငါပြောတာကိုလူတွေဘယ်လိုတွေးနေလဲလို့လုံးဝမစဉ်းစားပါနဲ့ဘယ်တော့မှမစဉ်းစားပါနဲ့ငါပြောတဲ့ topic ငါပြောလိုက်တဲ့ message ရှိသူတို့အတွက်ဘယ်လောက်အထောက်ပံ့ဖြစ်လဲ useful ဖြစ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့အမြဲတမ်းတွေးပါ okay ဥပမာအနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင် meeting မှာကို့အနေနဲ့ပေါ့နော်ဒီဟာကို idea ရှိရဒါပေမဲ့ကိုကမပြောရဘူးဒါကိုပြောနိုင်တဲ့သူတယောက်ကဝင်ပြီးပြောလိုက်တဲ့အခါမှာသူ့လူတွေကအရန် impress ဖြစ်တဲ့အထင်ကြီးရဲ့လူကြီးရဲ့ရှေ့မှာလည်းသူက shine ရောက်ဖြစ်သွားတယ်ပို့ပြီးတော့ထင်သာမြင်သာရှိသွားတယ်ဒီလူကိုလည်း credit ရသွားစေတယ်နောက်ပိုင်းမှာဒီလူရဲ့ performance တွေကိုလည်းလူကြီးတွေမြင်သွားပြီးတော့တခြားပေါ့နော် career growth အထောက်ပံ့ဖြစ်နိုင်တယ်ဒါကြောင့်မို့လို့မပြောရတဲ့သူတွေဆိုင်ရင်ပြောရတဲ့သူကပို့ပြီးတော့နေရာရသွားတာမျိုးတွေဒါတွေကလုပ်ငန်းကမှဖြစ်လိဖြစ်ထရှိတဲ့အရာပဲဖြစ်ပါတယ်အဲ့တော့ communication skill ဒီ career growth ကိုထောက်ပံ့ပြုတယ်ဆိုတာကိုအားလုံးနားလည်ထားတဲ့အပြင်ပို့ပြီးတော့သဘောပေါက်မိဖို့တတိချမ်းမိဖို့လိုအပ်ပါတယ်အဲ့တော့အရေးကြီးဆုံးအချက်အနေနဲ့ကျွန်မ point out လုပ်ပြီးပြောချင်တာကတော့ဒီကျမတို့အနေနဲ့ confidence ရှိစကားမပြောရဘူး public speaking မပြောရဘူးဆိုတာဒီကျမတို့ရဲ့ weaknesses မဟုတ်ပါဘူးအားနည်းချက်မဟုတ်ပါဘူးကျမတို့ရဲ့ skill development ဖြစ်သေးရပါကျမတို့ရဲ့ကျွမ်းကျင်မှုတွေမဖွံ့ဖြိုးသေးရပါဒါသည်ကျမတို့ရဲ့အားနည်းချက်မဟုတ်ပါဘူးအဲ့တော့ကျမတို့အနေနဲ့ confidence ရှိပြောနိုင်မှုအတွက်ကျမတို့လေ့ကျင့်လို့ရပါတယ်သင်ယူလို့ရပါတယ်ဒီထက်ပိုပြီးတော့ကောင်းကောင်းမွန်မွန်နဲ့ကျမတို့လုပ်ကြည့်လို့ရပါတယ်အဲ့တော့ confidenceမရှိဘဲနဲ့ကျမတို့အနေနဲ့ပေါ့နော်စကားမပြောပြဘူးဆိုရင်တက်တက်လုံးနဲ့ပြောနိုင်မှာမဟုတ်ပါဘူးအများနဲ့ကြောက်လို့မပြောနိုင်ဘူးဆိုတာဖြစ်လိဖြစ်တာရှိရဲ့အရာပါဒါပေမဲ့ confident မရှိဘဲနဲ့ကြောက်ရဲ့သားနဲ့ကိုစူးစမ်းပြီးပြောကြည့်နေရမှာဒီလူရဲ့ development အစစ်ဖြစ်ပါရဲ့အဲ့တော့အားလုံးလည်းကိုပြောချင်တာတွေပြောရပြီးတော့ကိုယ့်အခွင့်အရေးတွေကိုမှန်မှန်ကန်ကန်တောင်းဆိုရင်းနဲ့ confidence ရှိပြောရဲဆိုရင်နဲ့ပုံမအောင်ရင်တဲ့လုပ်ငန်းခွင်တွေကိုပိုက်ဆိုင်နေကြပါစေအခွင့်အရေးကောင်းတွေကိုလက်မလွတ်နိုင်ကြပါစေနဲ့လို့ဆုတောင်းပေးပါတယ်ဒီထက်ကောင်းမှုနဲ့အစ်စ်တာဗီဒီယိုတွေနဲ့ပြန်လာခဲ့မှာမို့လို့အားလုံးက channel လေးကို like and subscribe လုပ်ခဲ့ပြီးပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်လည်းအားလုံးသိအောင်မျှဝေပေးခဲ့ပါအောင်ဒီချက်ပိုကောင်းတဲ့အရာတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးအားပေးရကျေးဇူးများတင်ပါတယ်